အားလုံးကိုမင်္ဂလာပါဒီနေ့မှာကြာတော့ကျွန်တော်ကပြားယူရမှတ်တမ်းတစ်ခုကိုသင်ချင်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးပြားကိုယူဖို့ရန်အတွက်ဆင်ပြင်ဆင်ရပါတယ်အခုကပြားယူဖို့ရန်အတွက်ပြင်ဆင်နေရဖြစ်ပါတယ်ကျွန်တော်တို့ဖတ်တိုင်းရှင်းရက်တဲ့သူကရက်ပေါ့နော်မိထူဖို့ရန်အတွက်ဝါချင်းမိပါပြင်ဆင်ထားရပါတယ်မိကိုပုံမှန်ထွက်အောင်သိရစင်လေးရှုရပါတယ်မိခုညာကြီးထွက်မှာပဲကြားရမတုံမှာမို့လို့ကျွန်တော်တို့ကမိခုအားကောင်းအောင်မင်းထည့်ရပါတယ်မွေးစားမွေးနေပါပြီရအောင်ကြည့်ရလဲကြည့်ပါပဲကြောက်စရာကြီးပေါ့နော်စားပိုင်းမှာကြောက်တော့ကျွန်တော်တို့အရန်ကိုကြောက်ရပါပေါ့နော်ကိုကမီးဆက်လောင်နေပါပြီညပေါ်မှာပြအောင်ကိုထူမဲ့တူတယောက်လဲတက်ပြီးသွားပါပြီကွာဒီကိုကကိုင်ထားတာကကြတော့ကျွန်တော်တို့ပြားကြီးကိုခံဖို့ရအတွက်ခိုင်ထားဖြစ်ပါလေကျွန်တော်တို့စင်လို့ရပါဘောနော်ပြားကြီးကိုခံဖို့ရအတွက်ပြားကြီးကျလာတဲ့အချိန်မှာခံဖို့ရအတွက်ကျွန်တော်တို့စင်လို့ရပါတယ်ဒီလေရှင်းလန်းတဲ့နေအောင်မွေးရပါတယ်ဒီခုဘူးထိုင်ကောင်းပါနော်စာယူနေပါပြီပြားကြီးကျလာပါပြီလို့နော်မရှိယူနေပါပြီပုံထဲမှာပုံဝါထဲမှာထည့်ပါတယ်ညာကြီးအထက်မှာကျွန်တော်တို့ထဲလို့တိတ်များတဲ့အတွက်ကျွန်တော်တို့နည်းနည်းလေးကြည့်လာပြီဆိုရင်ပြန်ခတ်ရပါတော့နော်ပုံဝါထဲကိုပြန်ခတ်ပေါ့နော်ဘောကတယောက်ကပြန်ပြီးမှပြချပြန်ပြီးမှကြောက်အောင်ကိုထူပေါ့နော်တုံနေထူရပါတယ်ဘယ်တော့မှလည်းကိုဒီပြားတွေကကြောက်ကပါဒီမှာပဲဆွဲရမို့လို့မလွယ်ပါဘူးဒါလေးကြမ်းပါတယ်သူယူနေတဲ့နေရာကရွာနဲ့တိတ်မွေးနေရာမှာမို့အိတ်ပါကြမလို့ဘောနော်ဝင်ချာဘောနော်စွန်စားခံလို့ပါပဲရတုတ်ခံရတဲ့သူတွေအတန်းကြားနေရပါတယ်မိဘူးလည်းပြူဆိုင်ပြရပါတယ်ဘာလို့လဲဆိုတော့မင်းသွားလို့ရှိရင်ကျွန်တော်တို့ကိုပြရကလာတော့မှာပေါ့လာတော့မှာကိုကြောက်ရတာပေါ့နော်ဒီညာယူလို့ရှိရင်လုံချုံဝေးရပါတယ်ဘာလို့လဲအတိကကောင်းပေါ့နော်ကောင်းကိုတတိထားရပါတယ်ဒီပြားရည်နဲ့ကောင်းကိုထိလိုက်လို့ရှိရင်ကျွန်တော်တို့ပေါက်နေတဲ့ spin တွေပြောင်းသွားတတ်တယ်လို့ပြောတာပဲတကယ်လားမသိဘူးတော့ရမယ်ဆိုထိပ်ပြောင်းမဖြစ်ချင်ဘူးပေါ့နော်သူ့ပြောင်းမဖြစ်ချင်တော့ကျွန်တော်တို့တေချာလေအောက်ပြားရည်ခံတဲ့သူတွေလည်းကျွန်တော်တို့ကုထုပ်တွေပါဆောင်းတာပေါ့နော်ပြားရည်ရရှိပါတယ်ပြားရည်ရရှိပါတယ်ပေါ့နော်ဒါပေမဲ့ဘောကနေထူရတာမလွယ်ဘူးကထူရတဲ့သူကတာညောင်းပါပေါ့နော်ကြီးရဲကြလာပြီချက်လိုက်ပေါ့နော်ကြာကကြတော့ကြာလပူရှိရဲ့ချက်တွေဖြစ်ပါတယ်စွန်စားကောင်းဝင်နေရတယ်လို့ပါပဲဒါယူရတယ်တော့ခိုင်အောင်သူလည်းဆောက်ထားပါတယ်သူရဲ့ပြအောင်ကိုဒီပြားကတဲ့ပန်းပေါင်းရာချီပြီးမှသူယူတယ်လို့ပြောရပဲဒါကြောင့်မို့စစ်ဖက်တာဝင်တဲ့ပြားဖြစ်ပါတယ်ရတိုင်းအစိမ်းနဲ့တောက်လို့ရပါတယ်စားလို့ရပါတယ်ဒါပေမဲ့တချို့ကအစိမ်းစားရင်မတည့်ကြတဲ့သူတွေရှိပါတယ်ဒီသူတွေကသူချက်တောက်ရပါတယ်ခင်ဗျဒီမှာလေးတစ်ခုဟောကြီးပေါ့နော်နောက်ထပ်တစ်ပုံပေါ့နော်နောက်ထပ်တစ်ပုံမှာယူနေရရှင်းနေရဖြစ်ပါတယ်ပြရာတွေကအပေါ်ကနေယူထားတဲ့ပြချက်တွေဖြစ်ပါတယ်ပြစစ်လို့ပဲခေါ်ရမလားမသိနော်
ပြီးပါပြီကျွန်တော်တို့နောက်ဆုံးပေါ့နော်နောက်ဆုံးအိမ်ရောက်ပါပြီဒီဟာကိုညစ်ညာဖြစ်ပါတယ်ဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကြားရည်လေးတောက်ကြပါအောင်အခုမေ့သွားတယ်သစိမ်တောက်လို့မရဘူးပေါ့နော်ပြန်ထည့်နေရဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ် See you the next video. Thank you so much. Goodbye for now.